ဘရိုတိုပြောတဲ့ဖျားဆူး United ဖန်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Ready Button တွေကတင်ဆက်နေပါပြီ Manchester United အသင်းကတော့ကမ္ဘာပေါ်မှာပရိသတ်အင်အားအတောင်တင်းဆုံးအသင်းတစ်သင်းလို့ပြောနိုင်ပါတယ်အင်္ဂလန်နိုင်ငံမှာလည်းပရိသတ်အင်အားများသလိုတကမ္ဘာလုံးအတိုင်းအတာနဲ့လည်းပရိသတ်အင်အားကဒုနဲ့တီးပါပဲအသင်းရဲ့ကွင်းတွင်းခြေအနေတွေကအတော်လေးဆိုးဝါးနေကြတာတောင်မှ United ကပရိသတ်အင်အားနဲ့စီးပွားရေးအရာအမျက်ထွက်ပြီးရှေ့ဆက်နေနိုင်တော့မှာပဲဒါကိုကြည့်ုံနဲ့ United ရဲ့ပရိသတ်အင်အားဘယ်လောက်ကြီးများကြောင်းနဲ့ပရိသတ်ရဲ့အရေးပါမှုကဘယ်လောက်ကြီးရှိလဲဆိုတာမြင်နိုင်ပါတယ်United ကိုရောက်ရှိလာကြတဲ့နီးပြတွေကစားမတွေကလည်းဖိအားတံတွေဝေဖန်မှုတံတွေကိုတော်တော်လေးကိုခံခဲ့ရတာပါကစားမတွေကလည်းတခြားအသင်းတွေမှာခြေစွမ်းပြပေမဲ့ United မှာတော့ဖိအားတံတွေကြောင့်တိုင်ပတ်သွားကြတဲ့သူတွေများပါတယ်ဒါကခေတ်ဆက်ပါပဲလက်ရှိမှာလည်း United ကပုံစံကောင်းတွေပြောင်းဆုံးနေခဲ့ပြီးတော့ရုန်းကန်နေရခဲ့တာဖြစ်ပါတယ်ဖိအားတွေလည်းဝင်နေပြီးတော့ကစားမတွေရောနီးပြရောကဝေဖန်မှုတွေခံနေခဲ့ရတာပါဒီပေါ် United ရဲ့အသင်းကောင်းဆောင်ဖြစ်သူ Bruno Fernandes ကတော့အခုလိုမျိုးမှတ်ချက်ပေးသွားခဲ့ပါတယ်Manchester United အသင်းကိုရောက်လာကြတဲ့နီးပြတိုင်းကတပွဲပြီးတိုင်းမှာဝေဖန်ခံရတာအမြဲတမ်းပါပဲဒီကလပ်အသင်းမှာဒါကအမြဲတမ်းဖြစ်နေတဲ့အရာဖြစ်ပါတယ်အလေးချင်းတစ်ခုလိုတောင်ဖြစ်နေပါပြီပရိသတ်တွေကတပွဲလောက်များနိုင်လို့ရှိရင်ချန်ပီယံဖြစ်တော်မလို့ချီးကျူးကြတယ်လို့တပွဲလောက်ရှုံးရင်လည်းတိမ်တိုင်းမောင်နေအောက်ကနေရုံမထွက်နိုင်လောက်အောင်ကိုဝေဖန်ကြတာပါလို့ပေါ်တူဂီသားကပြောဆိုသွားခဲ့တာပါBruno Fernandes ပြောတာကလည်းမှားတော့မမှားပါဘူး United fan လို့ခံယူထားတဲ့ပရိသတ်တွေကတော့တပွဲလောက်နိုင်လိုက်တာနဲ့လေကြီးလေကျယ်တွေပြောပြီးရှုံးရင်တော့ရစရာမရှိအောင်ကိုဝေဖန်တတ်ကြတာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ